ပိတ်မိနေတယ်လို့ခံစားနေရတာကိုညှင်းငွေ့နေပြီလားသင်အိမ်မက်တွေကိုတကယ်ဖြစ်လာအောင်လုပ်ချင်လားဒီပြောင်းလဲပေးနိုင်တဲ့ Master Class မှာ Vision Board ရဲ့စွမ်းအားကိုအသုံးချပြီးသင်လိုချင်တဲ့ဘဝကိုဘယ်လိုဖန်တီးမလဲဆိုတာလေ့လာပါ Vision Board တွေဟာလှပတဲ့ပုံတွေထက်ဘာလို့ပိုနေရတာလဲညီအောင်ချင်းနောက်ွယ်ကသိပ္ပံပညာကကျွန်တော်တို့ရဲ့မသိစိတ်ကိုဘယ်လိုနှက်ဆိုင်စွာတက်ရောက်မှုရှိတယ်ဆိုတာပြသပြီးရှင်းလင်းတဲ့ရည်မှန်းချက်တွေနဲ့ရည်ရွယ်ချက်တွေကိုချမှတ်ရမှာကူညီပေးပါတယ်သင်ရည်မှန်းချက်တွေကိုအဆက်မပြတ်မြင်နေရတဲ့အခါသင်အုံနောက်ကဒါတွေဖြစ်နိုင်တယ်လို့စတင်ယုံကြည်လာပြီးဒါတွေစီကိုဥတီလှုပ်ရှားဖို့အခွင့်အလမ်းပိုများလာပါတယ်သင် Vision Board ကိုဖန်တီးတဲ့အခါရွေးချယ်စရာ2မျိုးရှိပါတယ် Digital ဒါမှမဟုတ်ကိုယ်တိုင်လုပ် Bicycle ကိုယ်တိုင်လုပ်ဖုတ်တွေကကင်တွယ်လို့ရပြီး Digital ပုတ်တွေကလွယ်လွယ်ကူကူကြည့်လို့ရပါတယ်သင်နဲ့ဘာအလိုက်ဆုံးလဲစဉ်းစားပြီးရင်သင်ကိုလှုပ်ဆော်ပေးမဲ့ခေါင်းစဉ်သင်ဒါမှမဟုတ်အယောင်အဆင်းကိုရွေးပါနောက်ဆုံးမှာတော့သင်ရဲ့နှက်ဆိုင်ဆုံးဆန္ဒတွေနဲ့ကိုက်ညီတဲ့အရေးသွေးမြင့်ပုံတွေကိုရှာဖွေပါကဲသင် Vision Board ကိုစတင်ဖန်တီးကြရအောင်ပထမဆုံးသင်ရဲ့အဓိကတန်ဖိုးတွေနဲ့တကယ်ရေးပါတဲ့အရာတွေကိုရှာဖွေပါပြီးရင်အလောက်ကင်ဆက်ဆံရေးကျန်းမာရေးခီးသွွာလာခြင်းနဲ့ပုံကိုယ်ရေးတိုးတက်မှုစတဲ့ကဏ္ဍအသီးသီးမှာသင်အိမ်မက်ဘဝကိုကိုစားပြုတဲ့ပုံတွေကိုထည့်သွင်းပါအပြုသဘောဆောင်တဲ့အတည်ပြုချက်တွေနဲ့လည်းပြည့်စုံဖို့မမေ့ပါနဲ့ဒီစွမ်းအားကြီးတဲ့စကားစုတွေကသင်ရဲ့ပြည့်စုံမှုတွေကိုအရှိန်မြင့်ပေးပါလိမ့်မယ်သင် Vision Board ကအလှဆင်ဖို့တသက်မဟုတ်ပါဘူးဒါဟာကရိယာတစ်ခုပါဒါကိုသင်နေ့စဉ်မြင်ရမယ့်ထင်ရှားတဲ့နေရာသင်အိတ်ခမ်းရုံခမ်းဒါမှမဟုတ်သင်ဖုံနောက်ခံပုံဖြစ်ပါထားပါသင် Vision Board ကိုပုံမှန်ပြန်လည်သုံးသပ်ပြီးသင်အိမ်မက်တွေကိုတကယ်ဖြစ်ပြီးသားလို့မြင်အောင်ကြည့်ပါဒါကိုကိုပြန်လည်သုံးသပ်ခြင်းနဲ့လှုံ့ဆော်မှုအတွက်ကရိယာတစ်ခုအဖြစ်အသုံးပြုပြီးသင်ပါအတွက်စူးစမ်းနေတဲ့ဆိုတာကိုသင်ကိုယ်သင်သတိပေးပါ Vision Board ဟာစတင်ဖို့အတွက်အစွမ်းထက်တဲ့ကရိယာတစ်ခုပါဒါပေမဲ့တကယ်မော်ဆန်တာကသင်ရည်မှန်းချက်တွေစီကိုအဆက်မပြတ်လှုပ်ဆောင်တဲ့အခါမှာဖြစ်ပေါ်လာတာပါသင်လိုချင်တာအားလုံးကလက်လန်းမီနိုင်တယ်လို့ယုံကြည်ပြီးကြွယ်ဝမှုနဲ့အကောင်းမြင်စိတ်ထားကိုမွေးမြူပါသင် Vision Board ခီးကိုတခြားသူတွေနဲ့မျှဝေပြီးအကူအညီနဲ့အားပေးမှုတွေရယူပါတတိယပါသင်အိမ်မက်ဘဝကစိတ်ကူးရင်တက်မဟုတ်ပါဘူးဒါဟာသင်တည်ဆောက်ဖို့စောင့်ဆိုင်နေတဲ့အစီအစဉ်တစ်ခုပါပဲသင်အိမ်မက်ဘဝကိုပုံဖော်ဖို့အစဉ်သင့်ဖြစ်ပြီလားဒီနေ့ပဲသင် Vision Board ကိုစတင်ဖန်တီးလိုက်ပါအောက်က comment မှာပြောပြပေးပါဦးသင် Vision Board မှာထည့်သွင်းမဲ့အကြီးမားဆုံးအိမ်မက်တစ်ခုကပါလဲတယောက်နဲ့တယောက်လှုံ့ဆော်ပေးကြရအောင်